ပိုင်း3 NDA အရှိဆုံးနယ်မြေမွေကျွန်းဘရာဇီးနိုင်ငံဆောင်းပါလိုခိုင်းလွန်မှာရှိတဲ့ဒီကျွန်းဟာအဝေးကကြည့်ရင်စိမ့်ဆိုပြီးတာယာပုံရပေမဲ့တကယ်တော့ကမ္ဘာအသေးအပြအများဆုံးနေရာတွေကတစ်ခုဖြစ်ပါတယ်မွေရီရဲ့ဘရေနိုင်ငံဒီကျွန်းမှာ Golden Lance Head လို့ခေါ်တဲ့အလွန်ရှားပါးတဲ့မွေဝါမျိုးစိတ်တွေမဲ့နေထိုင်ကြပါတယ်ထူးခြားတာကဒီမွေတွေကိုကမ္ဘာတခြားဘယ်နေရာမှာမတွေ့ရပဲဒီကျွန်းပေါ်မှာပဲတီးတန့်မျိုးပွားရှင်သန်နေကြတာပါ10 မီတာမှာမွေတစ်ကောင်ကနေ9 ကောင်အထိရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်အစစ်ကဘလောက်ပြင်းတယ်လဲဒီမွေတွေရဲ့အစစ်ဟာတခြားမွေတွေထက်3ဆကနေ5ဆအထိပိုပြင်းထန်ပါတယ်သူတို့ရဲ့အစစ်ကလူသားရဲ့အသားငင်တွေကိုအยีပျော်ကျစေနိုင်စွာရှိပါတယ်ငှက်တွေကိုအဓိကအစာအထိဖမ်းယူစားတောက်တာထဲလို့ငှက်တွေချက်ချင်းသေတော့အောင်အစစ်ကအလွန်ပြင်းထန်ပြီးမြန်ဆန်ရခြင်းဖြစ်ပါတယ်ကျွန်းပေါ်ကပဒေဟိဆန်နဲ့ပြတိုက်1900ပြည့်နှစ်ဝန်းကျင်ကဒီကျွန်းပေါ်မှာမီးပြတိုက်တစ်ခုရှိခဲ့ပြီးမီးပြတိုက်စောင့်မိသားစုနေထိုင်ခဲ့မှုပါတယ်ဒန်ဒီယာတွေအရတော့အဲ့ဒီမိသားစုဟာပဒင်းပေါက်ကနေဝင်လာတဲ့မွေတွေရဲ့ကြိုက်ခဲမှုကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုကြပါတယ်အခုခါမှာတော့အဲ့ဒီမီးပြတိုက်ကိုအလိုအလျောက်စနစ်နဲ့ပဲလဲပတ်စေပါတော့တယ်ဘသူတွေသွားခွင့်ရှိတယ်လဲဘရာဇီးအစိုးရကဒီကျွန်းကိုတာမန်လူတွေသွားရောက်လဲပတ်ခွင့်လုံးဝပိတ်ပင်ထားပါတယ်သူဒေသနာပြုလုပ်မဲ့သိပ္ပံပညာရှင်တွေနဲ့ရေတက်ကတာဝန်ရှိသူတွေသာအထူးခွင့်ပြုချက်နဲ့သွားရောက်ခွင့်ရှိပါတယ်သွားရောက်တဲ့အခါမှာလည်းအမြဲတမ်းဆရာဝန်တူပါဝင်ရမယ်ဆိုတဲ့စီကံရှိပါတယ်ဒီကျွန်းဟာတဘာဝတရားရဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့အလားတရားတစ်ခုကိုထိန်းသိမ်းထားတာပဲဖြစ်ပါတယ်